ဂိမ်းဝသနာရှင်များအားလုံးမင်္ဂလာပါရှင် AO234 ဂိမ်း website မှာကြိုဆိုပါရစေဒီနေ့ AO234 ဂိမ်းကိုဆော့ချင်ပေးမယ်အကောင့်ဘယ်လိုဖွင့်ရမလဲမသိတဲ့ကစားသမားတွေအတွက်ကိုဗီဒီယိုလေးနဲ့အသေးစိတ်ပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်အကောင့်ဖွင့်ပြီးတာနဲ့နေ့တိုင်းစုလက်မျိုးစုံနဲ့ဂိမ်း bonus ကြီးတွေကိုထုတ်ယူလို့ရမှာပဲဖြစ်ပါတယ်ရှင်ဒီဗီဒီယိုလေးကအချက်အားလုံးကိုအစင်းစင်းပြသသွားမှာဖြစ်တဲ့အတွက်အဆုံးထိလိုက်ကြည့်ပေးပါပထမဆုံးကိုပိုင်ဂိမ်းအကောင့်ကိုအရင်ဖွင့်ရမှာဖြစ်ပါတယ်ရှင်ဂိမ်းလင့်လေးကိုတော့ comment မှာချပေးထားပါတယ်ဒီ link ကနေဂိမ်းအကောင့်ဖွင့်ပြီးတာနဲ့အပေါ်မှာပြောထားတဲ့အတိုင်း bonus မျိုးစုံနဲ့ဂိမ်းစုလက်မျိုးစုံကိုခန်းစားခွင့်ရမှာပဲဖြစ်ပါတယ်။ link ကိုနှိပ်လိုက်တဲ့အခါဒီနေရာလေးကိုရောက်သွားပါမယ်ရှင်။ဂိမ်းအကောင့်ဖွင့်ဖို့အတွက်ကိုမှဖုန်းနံပါတ်ထည့်ရပါမယ်။ပြီးရင်တော့လျှို့ဝှက်နံပါတ်ဖြည့်ပေးရပါမယ်။နောက်တစ်ကြိမ်ထပ်ပြီးတော့လျှို့ဝှက်နံပါတ်ကိုအတည်ပြုပေးရပါမယ်။ပြီးရင်တော့အမှန်ချစ်တစ်ခုကိုထပ်နှိပ်မယ်မှတ်ပုံတင်ပါဆိုတာကိုနှိပ်ပေးရမှာဖြစ်ပါတယ်။အခုအကောင့်ဖွင့်ပြီးပါပြီရှင်အကောင့်ထဲကိုဝင်လိုက်မယ်ဆိုရင်တော့ game app ကို download လုပ်ဖို့အတွက်အချက်ပြလေးပေါ်လာပါလိမ့်မယ်ဒီဟာလေးကိုထောင်းမယ်ဆိုလို့ရှိရင်တော့ game ထောင်းနဲ့ bonus ထပ်ပြီးတော့ရမှာပဲဖြစ်ပါတယ်ဒီမှာတော့ game မျိုးစုံကိုရွေးချယ်ကစားလို့ရမှာပဲဖြစ်ပါတယ် game ကောက်ဖွင့်ပြီးတာနဲ့ bonus တွေကိုစတင်ခန်းစားခွင့်ရမှာဖြစ်ပါတယ်ဂိမ်းစပြီးမကစားခင်မှာကိုပိုင်အချက်အလက်အရင်ဖြည့်ကောက်ဖွင့်ပြီးဒုတိယဆင့်အနေနဲ့ငွေသွင်းငွေထုတ်နည်းကိုအရင်လေ့လာမှာပဲဖြစ်ပါတယ်နောက်ဗီဒီယိုမှာငွေသွင်းငွေထုတ်ဘယ်လိုလုပ်ရလဲဆိုတာအသေးစိတ်ရှင်းပြပေးမှာမို့လို့စောင့်မျှော်ကြည့်ရှုပေးပါအောင်နော်